သူကစားနေတဲ့ NSA အသင်းနဲ့သူပိုင်ဆိုင်ထားတဲ့အမေရိကအသင်းတို့ရဲ့ပွဲစဉ်ကိုလာရောက်ကြည့်ရှုခဲ့တဲ့စေကြီးတို့နဲ့တို့ပရိသတ်များအားမင်္ဂလာပါခင်ဗျာရွှေရိုး iMac ခွန်ရှေကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုးလဲပါတယ်ဘောလကမှာကစားမတယောက်ကကိုရိုင်းရှယ်ယာပိုင်ဆိုင်ထားတဲ့အသင်းနဲ့သူကိုယ်တိုင်လက်ရှိကစားနေတဲ့အသင်းတို့ရှင်မြန်ကစားတာကိုမြင်တွေ့ရဖို့ဆိုတာအလွန်ရှားပါတဲ့အဖြစ်ပြပါဒါပေမဲ့ဒီလိုအဖြစ်ပြမျိုးကိုစပိန်ကလပ်အမေရိကနဲ့ဆော်ရီကလပ် NSA တို့ရဲ့ခြေစမ်းပွဲမှာမြင်တွေ့ခဲ့ရပါတယ်2016ခုနှစ်ဖေဖော်ဝါရီလမှာ Cristiano Ronaldo ဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Span Sport Investment ကနေတဆင့်စပိန်ဒုတိယရန်ကလပ်အမေရိကအသင်းရဲ့ရှယ်ယာ25%ကိုတရားဝင်ဝယ်ယူခဲ့ပါတယ်။ဒီဝယ်ယူမှုဟာဆော်ဒီအခြေစိုက်စီးပွားရေးလုပ်ငန်းစု SMC Group ရဲ့ဥက္ကဋ္ဌမိုဟာမက်အယ်ကာရီဂျီနဲ့ပူးပေါင်းပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုဟာရယ်ဒိုရဲ့ဘောလုံးကစားမဘွားအလွန်အစီအစဉ်တွေကအရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ရယ်ဒိုနဲ့ဟိုတယ်လုပ်ငန်းတွေ fashion နဲ့ကျန်းမာရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံထားရာကနေအခုဆိုရင်ဘောလုံးကလပ်ပိုင်းဆိုင်မှုအပိုင်းကိုပါတိုက်ရိုက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ကျေပြတဲ့ဩစာလွှမ်းမိုးမှုစပိန်ဘောလုံးလောကကိုနားလည်ကျွမ်းကျင်မှုတွေဟာအမေရိကအသင်းကိုလာလီဂါအဆင့်စီပြန်လည်ရောက်ရှိစေဖို့နဲ့ဥရောပအာရှနဲ့အရှေ့လယ်ပိုင်းဈေးကွက်တွေမှာနေရာရလာစေဖို့အများကြီးအထောက်အကူဖြစ်စေမှာပါ။ဘောလုံးကွင်းပြင်ပကနေဘောလုံးကောက်ကိုအကျိုးပြုဖို့ဆိုတာကျွန်တော်ရဲ့ရေရှည်ရည်မှန်းချက်တစ်ခုပါ။အမေရိကဟာခိုင်မာတဲ့အခြေခံအုံမြင့်နဲ့ကြီးထွားလာနိုင်တဲ့အလားအလာရှိတဲ့ကလပ်တစ်ခုဖြစ်ပါတယ်လို့ရယ်ဒိုကရှယ်ယာဝယ်ယူစဉ်ကပြောကြားခဲ့ပါတယ်။ NSA နဲ့အမေရိကတို့ရဲ့အခြေစမ်းပွဲမှာတော့အမေရိကအသင်းကဒူးစီးဆိုတဲ့ရလဒ်နဲ့ဂုဏ်ပေးရပဲအနိုင်ရရှိသွားခဲ့ပါတယ်။ရယ်ဒို2016ကာလပြန်ပွဲပြီးပေါ်တူဂီအသင်းနဲ့အတူအနားယူနေတဲ့ကာလဖြစ်တာကြောင့်ဒီပွဲစဉ်မှာ NSA အသင်းအတွက်ဝင်ရောက်ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။သူက NSA အသင်းရဲ့ပေါ်တူဂီလေးချင်းစကန်ပြီးဆုံးမဲ့ဩဂတ်စ်လ9ရက်နေ့လောက်မှသာအသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ရှိနေတာပါ။ဒါပေမဲ့သူကဒီပွဲကိုအထူးဧည့်သည်တော် VIP နေရာကနေသူ့ရဲ့စီးပွားရေးမိန်းဖက်ဖြစ်သူမိုဟာမက်အယ်ကာရီဂျီနဲ့အတူလာရောက်ကြည့်ရှုအားပေးခဲ့လို့သိရပါတယ်။ဝဲတင်ကြောင်းသုံးသက်ရရင်ပရိုင်မှာ NSA အသင်းကစာမီ NRG ရဲ့ကံကြမ်းတချို့ရှိခဲ့ပေမဲ့ဂုဏ်မသွင်းနိုင်ပဲတေးချနေခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းအစမိနစ်50မှာပဲအမေရိကရဲ့ညာနောက်ခံလူကာဂျီရိုချီရီနိုကအေရီယာထဲဝင်ရောက်ပြီးဘယ်ဂျင်နဲ့အမြင့်လေးကန်သွင်းကောင် NSA ဂိုးသမားဘင်တိုကိုကြော်ဖြတ်ပြီးအခွင့်ကိုသွင်းယူပေးခဲ့ပါတယ်။အဲနောက်ပွဲ59မိနစ်မှာ NSA ခန်းစင်မှုမိုဟာမက်စီမာကန်အေရီယာအတွင်းလက်နဲ့ဘောလုံးထိခဲ့လို့ပယ်နယ်တီသတ်မှတ်ခံခဲ့ရပါတယ်။အဲဒီပယ်နယ်တီကိုမိနစ်60မှာတောင်ပိုင်းကစားမအေရီအမ်ဘာဘာကညာချင်းနဲ့အမှားမရှိကန်သွင်းယူပေးခဲ့ပြီးအမေရိကအတွက်ဒုတိယမြောက်အနိုင်ကိုရရှိစေခဲ့ပါတယ်။နိပြပပမဲကင်တွယ်နေတဲ့အမေရိကအသင်းဟာခန်းစစ်ကိုကြီးကြီးလေးလေးကစားသွားနိုင်ခဲ့ပြီးမာနီဂျောင်ဖီလစ်နဲ့အန်ဂျယ်လိုစတဲ့နာမည်ကြီးကစားမတွေပါဝင်လာတဲ့ NSA တိုက်စစ်ကိုကောင်းကောင်းထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ NSA အသင်းဟာဒီခြေစွမ်းဝဲမတိုင်ခင်ကလည်းအက်စထရီနာတာအာမာဒိုရာကို၄ဂိုးနဲ့ကိုဗီမီကာခအသင်းကို2ဂိုးတကိုးနဲ့ရှုံးနေထားပြီးမီရီတာအသင်းကိုသာ2စီးနဲ့နိုင်ထားတဲ့အတွက်ရာလီဂျိုရလက်တီတော်လေးဆိုးရနေတာကိုတွေ့ရပါတယ်။ဒီပွဲအဓိကဆိုလိုရင်းကတော့ Sorry Pro လေးအသင်းအနေနဲ့နာမည်ကြီးကစားသမားတွေကိုမွေးချင်းမြောင်မြောင်သုံးဆွဲပြီးခေါ်ယူထားပေမဲ့ဥရောပဒုတိယရန်အဆင့်လောက်ပဲရှိတဲ့အသင်းတွေရဲ့စနစ်တကျကစားပုံဖိအားပေးကစားပုံနဲ့အသင်းလိုက်စုစည်းမှုတွေကိုရှင်ပြိုင်နိုင်ဖို့အများကြီးပြင်ဆင်ရအောင်မဲ့ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ရယ်ဒိုနီနဲ့ကတော့သူကိုယ်တိုင်ရှယ်ယာပိုင်ဆိုင်ထားတဲ့အသင်းရဲ့ခြေစွမ်းတွက်လာမှုကိုမြင်တွေ့ခဲ့ရလို့စီးပွားရေးအရဂျင်းနဲ့ဆရာဖြစ်နိုင်ပေမဲ့သူကစားနေတဲ့ NSA အသင်းရဲ့ရာသီကြိုရလက်အဆိုးရမှုတွေအတွက်တော့စွန့်ရင်စရာဖြစ်နေမှာအသေးချပါပဲ။အမေရိကန်အသင်းအတွက်ကတော့ဒီနိုင်ပွဲဟာလာလီဂါကိုပြန်တက်ဖို့ကြိုးစားမဲ့သူတို့ရဲ့ညီမန်းချက်အတွက်ကြီးမားတဲ့ယုံကြည်မှုကိုရရှိစေခဲ့ပါတယ်။ဟုတ်ကဲ့ခင်ဗျာဗီဒီယိုကလောက်ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးထားပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။